ရားရှင်ပွင့်လာတဲ့အခါမှာတရားဥဒ္ဓမစကြာမှာဘာဟောခဲ့လဲဒုက္ခနဲ့ပတ်သက်ပြီးရှစ်ချက်တီးတီးဟောခဲ့တယ်ဇာတိပိဒုက္ခပဋိသန္ဓေနေရခြင်းသည်ဆင်းရဲတယ်ဇရာပိဒုက္ခဟုတ်လားအိုရခြင်းသည်လည်းဆင်းရဲတယ်ဗျာတိပိဒုက္ခနာရခြင်းသည်လည်းဆင်းရဲတယ်မရဏံပိဒုက္ခံတေရခြင်းသည်လည်းဆင်းရဲဒါသည်မလွဲမသွေကြုံရမယ်ဆင်းရဲ၄ခုအဲ့ဒီထဲမှာမှကိလေသာဆိုတဲ့စိတ်ရဲ့အငြိအကျေးတွေတတ္တဝါတွေကိုတကယ်ကိုဘဝတန်တရားတွေရှေးစေအောင်ဆွဲဆက်တဲ့ဆင်းရဲကြောင်းအမှန်တရားစိတ်အငြိအကျေးတွေရှိလာတဲ့အခါမှာဒီလိုအိုနာသေးတွေခံရတဲ့ထဲမှာမှပိယေဟိဝိပယောဂောဒုက္ခချစ်ခင်နေတဲ့တဲ့ပုဂ္ဂိုလ်ချစ်ခင်နေတဲ့တဲ့အရာဝတ္ထုဒီတက်ရှိသက်မဲ့တွေနဲ့ခွဲခွာရခြင်းသည်လည်းဆင်းရဲပဲနောက်တစ်ခါအပိယေဟိတံပယောဂောဒုက္ခမချစ်မနစ်တဲ့အရာဝတ္ထုပုဂ္ဂိုလ်တ attva တွေနဲ့ရှင်တွဲခြင်းသည်လည်းဒုက္ခပဲအဲ့ဒီမှာအချုပ်ကပါလဲလိုချင်တာသည်ယံပိဿံနလပတိတံပြီးဒုက္ခံဆိုတဲ့အတွက်ကြောင့်အကျဉ်းချင်းအလိုရှိအပ်တဲ့အရာဝတ္ထုတနည်းအားဖြင့်ပြောရင်ချမ်းသာတွေကိုမရရခြင်းသည်လည်းဆင်းရဲတယ်နောက်ဆုံးအချုပ်ကပါလဲတန်ခိတ်တေနပင်စုပါဒနက္ခဏာဒုက္ခတဲ့ဒီရထားတဲ့ခန္ဓာကြီးရတာဆင်းရဲတာပဲတဲ့အဲ့ဒီတော့ခန္ဓာကြီးရတာဆင်းရဲတယ်ဆိုတာဖျားရှင်ပွင့်မှသိခွင့်ရတာခန္ဓာဆိုတာဘာမှန်းတောင်မသိကြတာအဲ့တော့ခန္ဓာဆိုရင်ဒီရုပ်ကြီးပဲမြင်နေတကယ်တမ်းတော့ခန္ဓာဆိုတာအပေါင်းစုပဲရထားတဲ့ရုပ်အပေါင်းစုစိတ်အပေါင်းစုစေတသိက်အပေါင်းစုဒါမှနာစိတ်စေတသိက်နာခန္ဓာ၄ပါးရုပ်ခန္ဓာ၁ပါးဒါရုပ်နဲ့၂ပါးဒါဘယ်တတ္တဝါမဆိုရုပ်ရှိတဲ့တတ္တဝါရုပ်ကြီးသက်ရှိလဲဆင်းရဲတာပဲနာကြီးသက်ရှိလဲဆင်းရဲတာပဲရုပ်ကောနာရောရှိတာလဲဆင်းရဲမယ်ဒါကြောင့်တန်ခိတ်ဒေနာအကျဉ်းအဖြစ်ပြောရင်ပင်စဥပါဒံနဲ့ခန္ဓာဒုက္ခပဲအဲ့တော့ဥပါဒံစွဲနေတဲ့ခန္ဓာမှန်သမျှဆင်းရဲတာပဲဆိုတော့ကျမတို့ဥပါဒံဆိုတာလည်းဘာမှမသိနိုင်ဘူးဟလာခန္ဓာဆိုတာလည်းဘာမှမသိဘူးအဲ့ဒီလိုဥပါဒံဆိုတဲ့ဆွဲလန်းတရားခန္ဓာဆိုတဲ့အပေါင်းစုတရားတွေနဲ့ပတ်သက်ပြီးတော့ဖျားရှင်ပွင့်မှာဒီမိမိမှာတကယ်ထင်ရှားရှိတဲ့ရုပ်တဘာဝနံတဲ့တဘာဝတရားဟောတရားအနေနဲ့သိခွင့်ရတာဓမ္မပဲအဲ့ဒါဘာလဲဆိုအဘိဓမ္မာပဲအဲ့ဒါအပြင်ဥပါဒံဆိုတဲ့ဆွဲလန်းခြင်းတရားတကုဆိုဆရာတော်ဘုရားရဲ့ကျေးဇူးကြောင့်သိခွင့်ရနေပြီစိတ်အညစ်အကြေးတရားတွေအဲ့ဒီတရားတွေရှိတာလဲဆင်းရဲတာပဲဒါဒီတကယ်တမ်းပြောရင်ဆင်းရဲကြောင်းပဲအခုအဲ့ဒါတွေကိုကျမတို့ကဒါကြောင့်အချုပ်အားဖြင့်ခန္ဓာရထားတာမှန်သမျှဒီဆင်းရဲပါတယ်ဆိုတဲ့အတွက်အခုဒီဆင်းရဲတဲ့တတ္တဝါမှန်သမျှဒီဆင်းရဲတာမလိုချင်ချမ်းသာတာပဲလိုချင်တယ်အဲ့တော့ချမ်းသာတာလိုချင်ရင်ဆင်းရဲနေတာဒီ